2025 ခုနှစ်ဧပြီလ 16 ရက်စနေနေ့ဖျားရှိကွေပတ်တော်လမ်းလူသည်မိမိသွားသောလမ်းကိုစိတ်ထဲမှကြံစည်၏သို့တော်လည်းသူ၏ခြေရာတို့ကိုထာဝရဘုရားစီရင်တော်မူ၏တုတ်တန်ချမ်းခန်းကြီး16ငယ်ကိုကျွန်တော်၏ဝမ်းခွဲညင်မှခရစ်စတင်သည်ငြိမ်းချမ်းရေးတည်ဆောက်မှုဘာသာရပ်ကိုသင်ယူရန်အမြဲလိုဆန္ဒရှိသည်တို့ရာတွင်အထက်တန်းပြီးသောအချိန်ရေးအစားလူမှုရေးဖွံ့ဖြိုးတိုးတက်မှုဘာသာရပ်ကိုသင်ယူခဲ့ပါသည်နှစ်အတော်ကြာတော့နိုင်ရိုဘီရှိတက္ကသိုလ်တစ်ခုတွင်ငြိမ်းချမ်းရေးတည်ဆောက်မှုဘာသာရပ်ကိုသင်ယူရန်ဆုံးဖြတ်ခဲ့သည်သို့သောရှောက်ထားရန်တက္ကသိုလ်၏ website ကိုဝင်လေ့လာသောအခါလက်ထောက်မော်ကွန်းတဲ့အဆင့်အရာတို့တစ်ခုခေါ်ယူခြင်းကိုတွေ့ရှိရသည်သူမလျှောက်ကြည့်ရာထိုအလုပ်ကိုရရှိခဲ့ပါသည်ထိုအလုပ်ကသူမလုတ်ကင်လိုသောအသက်မွေးဝမ်းကြောင်းအလုပ်နှင့်တွေ့ဖီနေတော်လဲခရစ်စတင်သည်ယင်းတက္ကသိုလ်၏ဝန်ထမ်းတို့အနေဖြင့်ဝင်ရောက်ခဲ့ကအခြားသူများအားငြိမ်းချမ်းရေးတန်တမန်ဖြစ်လာစေရေးတွင်လည်းအကူအညီပေးခဲ့ပါသည်၃နှစ်ကြာသောအခါယင်းတက္ကသိုလ်မှသူမအားငြိမ်းချမ်းရေးတည်ဆောက်မှုမဟာပွဲအတွက်ပညာသင်ဆုချီးမြှင့်ခဲ့ပါသည်ယခုသူမအောင်မြင်ပြီဖြစ်သည်သူမသည်အာဖရိက၏ငြိမ်းချမ်းရေးတိုးမြင့်ဆောင်ရွက်သောအဖွဲ့အစည်းတစ်ခုတွင်ပါဝင်လုပ်ကိုင်ရန်ရည်ရွယ်လျက်ရှိသည်ခရစ်စတင်ရှောက်လန်းရသောခီးကိုကြည်ခြင်းဖြင့်တခါတရံမမျှော်လင့်ပဲရှောက်ရသောလမ်းသည်မိမိဆန္ဒကိုပြေဝစေသည်သာမကအခြားသူများအတွက်လည်းကောင်းကြီးဖြစ်စေကြောင်းတွေ့ရှိရပါသည်တခါတရံကျွန်တော်တို့လက်တွေ့ဖြစ်လာမှုများကမိမိတို့မူလကြံစည်ထားမှုများနဲ့သွေးမသိမ်းဖြစ်လာခြင်းမရှိပါတို့ရာတွင်ဘုရားရှင်ကမမျှော်လင့်သောအခွင့်အရေးနှင့်အခြေအနေကိုသုံးပြီးအမှန်လိုသောဆန္ဒကိုပြေဝစေပါသည်ဘုရားရှင်ကအကောင်းဆုံးဖြစ်ဖို့အစဉ်လမ်းပြပေးသည်စင်ကြယ်ရန်အံ့ဖွယ်နီးလမ်းများဖြင့်ဘုရားရှင်ကောင်းချီးပေးသည်အာယုံပြုဆုတောင်းရန်မရေရာသောဘဝခီးလမ်းလျှောက်လန်းနေသူများအတွက်ဆုတောင်းချက်အိုဖာမတိချသောအချိန်အခါဖြစ်တော်လေကိုးစားတက်ရန်မဆာတော်မူပါအာမင် Barnett Chukuni Firi Nairobi Kenya